အခြေအနေကတော့တော်တော်ကောင်းနေပါပြီကိုမင်းညိုဆေးတွေလည်းပုံမှန်တောက်ထားတဲ့အတွက်အခွင့်အရေးတွေကလည်းပုံမကောင်းမွန်နေပါပြီမကြခင်ခွဲစိတ်ကုသပြီးရင်တော့လူကောင်းပကတိပြန်ဖြစ်သွားမယ်လို့ယုံကြည်ထားပေးပါဆရာဝန်ဤစကားများကမကြားတစ်ချက်ကြားတစ်ချက်ခွဲစိတ်ကုသမှုကိုလည်းမကြခင်ပြုလုပ်ရလိမ့်မယ်လို့ထင်ပါတယ်ကိုမင်းညိုထိုစကားသံများကိုချစ်သူပုံရိပ်ဖြင့်သာပုံဖော်နေမိသည်မတွေ့ရမမြင်ရအတန်ပင်မကြားရတာကြားပြီးဖြစ်တော့သူမဤပုံရိပ်ကိုသာမြင်အောင်နေမိသည်ကျမ်းမာရေးလည်းနည်းနည်းလောက်ထားပါကိုမင်းညိုဒါမှခွဲစိတ်တဲ့အခါပိုပြီးမြန်ဆန်စေမှာပါဆေးအိတ်သိမ်းတဲ့နေရရွှေ့တယ်များကြားနေရသည်ဒေါက်တာသူဤခေါ်တန်းနှင့်အတူခြေလန်းတို့ရက်တန့်သွားသည်သူကတက်ပြင်းချရင်ဒီမှာလူနာလာဆောင်တဲ့ကောင်မလေးကိုမေးတာပါဆရာလှုပ်ရှားတယ်မကြားရစဉ်းစားနေပုံရသည်အတန်ကြာမှကြားလိုက်ရသောစကားတန်ကလူနာလာဆောင်တဲ့ကောင်မလေးမရှိတော့ဘူးကိုမင်းညိုဗျာသူဤအလက်တကြားအတန်ထပ်မံကြားလိုက်ရသောစကားတန်ကဒီဆေးရုံကစီကံတင်းကျပ်တယ်ကိုမင်းညိုလူနာဆောင်မထားရဘူးဗျာသူဤအာမေဒိတ်တန်အနားယူပါအောင်ကိုမင်းညိုရွေ့သွားသောခြေတံများနေပါအောင်ဗျာသူဤတားမြစ်တန်ကခြေတံများနောက်လိုက်မမီတော့သူဇဝေဇဝါဖြစ်နေမိသည်ဒီဆေးရုံမှာလူနာဆောင်မထားရဘူးတဲ့ဒါဆိုဒီဆေးရုံပေါ်မှာဂျူလီယာလိုင်နဲ့သူအတူရှိနေတာအတူရှိခဲ့တာအိမ်မက်လားဒါမှမဟုတ်သူပဲအဆွဲအလန်းလွန်ပြီးယူသွားပြီလားနေ့စဉ်နဲ့အမျှဂျူလီယာလိုင်နဲ့သူစကားတွေပြောခဲ့တာအိမ်မက်လားဒါမှမဟုတ်သူဤတကိုယ်ရည်ရွတ်သွမှုလားသူမဝေခွဲနိုင်တော့ခေါင်းနဲ့ချလဲနေ၏ဂျူလီယာလိုင်ကသူနဲ့အတူရှိမနေခဲ့ဘူးလားသူပြန်၍မစင်စားတတ်တော့တွေးရင်းနဲ့အတွေးတွေကရှုပ်ထွေးနေ၏ကြောင်ကရန်နဲ့ဘာလို့ရမှန်းမသိအလိုလိုနေရင်ချွေးစည်းများထွက်လာသလိုလိုဆ iam ဘာလို့ရှိလို့လဲကိုမင်းညိုနတ်စမတယောက်ဖြစ်မိရုတ်တရက်သူဘာပြောရမှန်းမသိခုနကမေကွန်းလဲထပ်မမေးခြင်းနတ်စမကပါခုနကလိုအဖြစ်ထက်ပေးပါကသူယူသွားနိုင်သည်ထို့ကြောင့်မေကွန်းကိုသူအသေးချစဉ်းစားသည်အတန်ကြာမှဆ iam ဟောဒီပရင်းပေါက်ရဲ့အပြင်ဘက်မှာတစ်ပင်တစ်ပင်ရှိတယ်မဟုတ်လားနတ်စမလေးကထွက်ကြည့်သည်ရှိတယ်လေဘာဖြစ်လို့လဲအဲ့ဒါဘရောက်ပင်မဟုတ်လားဘရောက်ပင်မဟုတ်လားဆ iam အဲ့ဒါဘန်နာပင်လေဗျာအတွေးတို့ရောက်ရက်ခတ်သွားသည်ဆေးရုံပေါ်တွင်သူ့အနာဂျူလီယာလိုင်ရှိခဲ့တာတေချာရက်လားသူကိုယ်တိုင်ပင်အမြင်အာရုံမရှိ၍ထင်ရမြင်ရကိုကြောင်ကတန်းဖြစ်ခဲ့ခြင်းလားသူမလိုအပ်ပါပဲတွေးဟာဖြစ်နေမိတော့သည်ခတ်တီကသူ့ကိုနှုတ်ဆက်ပြီးနောက်ဂျူလီယာလိုင်မှဆေးရုံသို့ရောက်လာခြင်းမရှိတော့၍သူလည်းယူဆရခတ်နေမိသည်သူအိမ်မက်ရှင်များမတ်နေမိသလားဝေခွဲမရခြေတံတရှက်ရှက်ကြားရ၏ဆေးအိတ်ဖွင့်တံအလှည့်ကျဆရာဝန်ပင်ဖြစ်လိမ့်မည်ရင်ဘတ်သို့နှကြက်လာထောက်၏မကြာခဏကြုံတွေ့နေရသည်မို့တိတ်မထူဆန်းတော့နှကြက်ပြန်ဖြုတ်တံကြားရ၏ဆေးတွေတောက်ပြီးခမပူတည်ငြိမ်လာတဲ့ကိုမင်းညိုဗျာမကြခင်ခမမျက်လုံးခွဲစိတ်ရမှာပါဦးချောင်ချောင်နဲ့ငြိမ်နေမိသည်မေကွန်းမေးရန်တတိယအချိန်မှာပင်ဆရာဝန်ပြန်ထွက်သွားသောခြေတံများကြားလိုက်ရသည်မေကွန်းအတွက်အချိန်မမီတော့ဘယ်ရောက်နေလဲဂျူလီယာလိုင်နှုတ်မှညီးတွားမိသည်ရွတ်သွချင်မှအာယုံဆိုင်မှုကြောင့်များလားအာယုံလွင့်ပြန်သွားခြင်းကြောင့်များလားစုံမှုရှိနေတဲ့ဒီဝင်ကဘာကြီးတဲ့မျက်စိလေလမ်းမပြီးလန်တလာမိနေသလားတော့မပြောတတ်တော့ပါကံကြမ္မာကိုမယုံကျင်တာလားယုံကျင်တာလားဝေခွဲမရတဲ့တဘဝစာဝေကျွေးများပြေရော့နေခြင်းမိ၏တဘဝစာမမြင်တွေ့ခဲ့ရပါပဲခဏတာစုံခဲ့တဲ့ခဏမှတော့ခဏဝေးလိုက်ညဝေးလိုက်နဲ့ရုပ်ပုံတော့တောင်ဟိုလိုပါရဲ့တည်ငါဆိုပေမဲ့စုံမက်တစ်ခုမှမျက်နှာချင်းဆိုင်ဘွားကနေမြင်တွေ့ရတဲ့ခဏဘဝကိုဝါလုံးကွက်အချင်မိပါတယ်ဂျူလီယာလိုင်ရဲ့စေးကြည့်ပြီးပြောစမ်းပါမငိုကြွေးမိပါပဲရှိုက်နေရတဲ့ဘဝကိုလိုချင်ပါရဲ့လားအခက်ခဲဆုံးရင်ဆိုင်ရမယ့်ကာလမှာမသေးမရှင်ဖြစ်နေတဲ့ငါမျောလင်းချက်တွေကိုတောက်ပခွင့်ပေးပါပုံပန်းမကြတဲ့ဘဝမှာတွားနေကြလမ်းကလေးဖြောင်းပြူအောင်ဖေးကူပေးပါမနေ့တနေ့ကတတိထားမိတဲ့မင်းမျက်နှာနဲ့ကိုယ့်ရဲ့လမ်းတွေကိုပုံဖော်ပေးပါဒါမှမဟုတ်ရင်တော့ကောင်းကင်ကတိမ်အယောင်ဘာရောင်လဲလို့လာပြောပေးလေပါဂျူလီယာလိုင်ငါမယူသေးတာတေးကြခြင်းလို့ပါ
ဒီနေ့မျက်လုံးခွဲစိတ်ရမယ်ကိုမင်းညိုထိုစကားကမင်းညိုကိုထိတ်ထိတ်ပြပြဖြစ်သွားစေသည်ဂျူလီယာလိုင်းရောရင်ကျမ်းမရေးကိုသာဂယုစိုက်ပါကိုမင်းညိုစိတ်ကိုလည်းတည်ငြိမ်အောင်ထားပါခဏနေရင်ခွဲစိတ်ဖို့ဆရာဝန်တွေလာခေါ်ကြမှာပါပြန်ထွက်သွားသောခြေတံများသာကြားရသည်ဘာမေးခွန်းမှမရှိစကားလုံးများဝေနေအောင်ရှိတော်လဲပြောခွင့်မရသည့်စွန့်အတူလိုကောင်းကင်မှာနေမင်းထွန်းနေသလားကျဲစင်တွေပဲပြိုးပြက်နေလားရှင်းပြမဲသူမရှိလို့မသိနိုင်တဲ့အိယာဝင်ကလေးငယ်တယောက်လိုတစ်ကိုင်းတစ်ခုမှချိတ်နေတဲ့လင်းတို့ငတ်လို့လောကကြီးကိုစောက်ထိုးမြင်နေရသည်အိမ်ပြန်ခြင်းမိကွယ်တာယာနာပြောပွဲတချင်းတဲ့ကြားခြင်းမိပြန်လဲပြောပြစရာရှိတဲ့ရက်အနှဲငယ်စာအလွမ်းတွေရင်ထဲပြည့်နေပြီဘသူကများနားထောင်ကြကြမှာလဲနားထောင်မိသူကပျောက်ဆုံးနေပြီလေခြေတံတချို့နဲ့အတူခွဲစိတ်ခံသွားရအောင်ကိုမင်းညိုစိတ်ကိုငြိမ်ငြိမ်ထားပါတွန်းလဲတွန်းတန်ကြားရသည်စိတ်တို့ကပိုလှုပ်ရှားလာသည်ဘယ်ကိုခေါ်သွားနေတာလဲအနားမှာဘသူရှိလဲယခုခွဲစိတ်မှာကမျက်လုံးကိုလားအုံနောက်ကိုလားသူမသိနိုင်တွန်းလဲတွန်းတန်ကတချီချင်းနဲ့ရွေ့နေ၏တင်းတောင်ဆိုသောအတန်နဲ့အတူဟောတနေရာရောက်ပြီအော်ဓာတ်လီကားကပိတ်နေသေးတယ်တယောက်ဤစကားတန်အပေါ်ကလူနာဆင်းလာလို့နေမှာပေါ့တယောက်ကဖြေသည်သူအလိုလိုနေရင်စိတ်လှုပ်ရှားနေစဉ်တင်းတောင်ဆိုသောအတန်နှင့်အတူဓာတ်လီကားပွင့်သွားသည်ထို့အတူတင်းပြန့်လာသောရနံ့တချို့ဟာသူအံ့အားသင့်သွားသည်ဓာတ်လီကားမှတွန်းထုတ်လာသောတွန်းလဲတံဂျူလီယာလိုင်းသူလုံးဝမမေ့နိုင်သောရနံ့ဂျူလီယာလိုင်းရောင်ရောင်ကန်းကန်းနှင့်မိယာလန်းလိုက်မိသည်ဟာဆိုသောအာမေရိတ်အတန်နှင့်အတူသူနှင့်ရှင်ပါနေသောအထီးအတွေ့လက်ကလေးနှစ်ခုထိခတ်ယုံလေဂျူလီယာလိုင်းဟုသူခတ်ကြဲကြဲအော်ဟစ်မိသည်ဓာတ်လီကားအတွင်သို့သူကမန်းကရန်ထပြီးဂျူလီယာလိုင်းခုနကဂျူလီယာလိုင်းမဟုတ်လားဂျူလီယာလိုင်းမဟုတ်လားသူ၏အလောတကြီးအမေဒါကိုနဘေးနာကလူကမသိဘူးခမညာဆုံးသွားတဲ့လူနာပဲဗျမျက်နှာကြီးအုပ်သွားတာဟာသူအကြီးအကျယ်တုံလုံးမိသွားသည်ဆုံးသွားသူကအဘယ်ကြောင့်ဂျူလီယာလိုင်းရနံ့ကိုရနေပါလဲအဲ့ဒါဆိုအဲ့ဒီလူနာကယောက်ျားလားမိန်းမလားခမညာမသိဘူးလေတကိုယ်လုံးဖုံးသွားတာဆိုတော့ဂျူလီယာလိုင်းဟုသူအတန်ကုန်ချစ်၍အော်နေမိသည်ဂျူလီယာလိုင်းထိုစကားတန်ကိုသာသူနောက်ဆုံးမှတ်မိခဲ့သည်နောက်ဘာဆက်ဖြစ်ခဲ့သည်ကိုတော့သူမစင်စားတတ်တော့ခွဲစိတ်ခန်းထဲရောက်ခဲ့တာလားအရာအားလုံးပြင်ဆင်ခဲ့တာလားသူမဝေခွဲနိုင်စင်လဲမစင်စားခြင်းတော့သူပြန်တတိယချိန်မှာတော့ဖျောင်းတိုင်အစွန်အဖျားမှာလင်းလက်နေသောလင်းရောင်တစ်ခုလိုလင်းလက်နေသည်မျက်နာကိုစမ်းကြည့်တော့မျက်လုံးကိုဖုံးအုပ်ထားသောပတ်တီများသူဘာမှကောင်းစွာမမြင်ရသို့တော့ပတ်တီထူထူချာဖျောင်းတိုင်အစွန်အဖျားကအလင်းရောင်လိုမမြင်ရတာကြာပြီဖြစ်သောအလင်းရောင်ကသူ့အတွက်ထူဆန်းနေတယ်လို့အလိုလိုလှုပ်ရှားလာသောပုံရိပ်တချို့နေကောင်းရလားကိုမင်းညိုခေါင်းငင်းမိသလားမသိခန္ဓာကိုယ်ပေါ်ကျလာသောစမ်းသပ်မှုလိုမကြခင်ပတ်တီးပြန်ဖြေရတော့မှကိုမင်းညိုခမရကန်ကောင်းမှာပါဗျာဘယ်တော့လောက်ဖြစ်မလဲဆရာရှေ့တစ်ပတ်ထဲမှာပါပဲဘာဖြစ်လို့လဲကိုမင်းညိုတက်ပြင်းချမိသည်အဲ့ဒီနေ့မှာကျွန်တော်အမြင်ချင်းဆုံးသူကလာနိုင်ပါမလားဆရာတစ်ဖက်မှအတန်တိတ်သွားသည်အတန်ကြာမှကျွန်တော်လည်းဆရာဝန်ဆိုပေမဲ့လူသားပါပဲကိုမင်းညိုကိုချင်းလေးစားပါတယ်ပြောနေရင်းနဲ့စေးပစ္စည်းများတိတ်စီးသည်ပြီးမှခမရမြင်ချင်းသူရောက်နိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ရွေ့လျားသွားသောခြေတံများကြားရသည်ဆုတောင်းပေးတဲ့လားဆုတောင်းတိုင်းပြည့်တတ်ပါသလားဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်ကဘာပေါ်ရှိသူတွေအလုရောလောက်ကြပါတော့မလားအလိုရှိတိုင်းဆုတောင်းရင်းနဲ့သာအချင်းကုန်နေကြတော့မှာလားဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တင်ရောဘာဆုတောင်းမလဲဂျူလီယာလိုင်းရင်မြင်ကျင်လိုက်တာပေါ့ညနာပေါ်မှာပတ်တီးများတရစ်ကွာသွားတိုင်းအနှဲငယ်သောအလင်းရောင်ကိုတိုးဝင်လာသလိုစိတ်ထဲမှာရှိနေသောမျောလင်းချက်များကတရစ်ပြီးတရစ်တိုးလာသလိုညနာပေါ်မှာပတ်တီးများဖြည်းဖြည်းချင်းကုံဆုံးနေစေပြီးသူ့ရင်ထဲမှာလည်းမျောလင်းချက်တို့ပြည့်ရှံလာလေပြီနောက်ဆုံးသောမျက်နာပေါ်မှာကွာကြမှုမျက်လုံးမဖွင့်ပါပဲခံစားနေရသောထိန်ထိန်ကြီးမှုခမရမျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်လို့ရပါပြီကိုမင်းညိုဂျူလီယာလိုင်းရှိလာရင်ကြောင်ကရန်နှင့်သူ၏အမေဘေးမှတက်ပြင်းချတဲ့များကြားရသည်
ရှိနေပါတယ်ကိုမင်းညိုခမရရဲ့ဂျူလီယာလိုင်းခမရရှိမှရှိနေပါတယ်ဟုတ်လားဗျာသူမျက်လုံးကိုမဖွင့်သေးပဲလက်ဆန့်တန်းလိုက်သည်ကျယ်ပြန့်သောနှစ်ဖူးပြင်ထိုနှစ်ဖူးပြင်အောက်မှတွေ့ကပ်နေသောမျက်ခုံးထိုမျက်ခုံးမှတဆင့်ရောင်စင်များဖြစ်နေတာလားတုံရင်နေသောနှလုံးခုန်တန်းကသူမမျက်နှာကိုဖြတ်တန်းနေသောလက်အပေါ်စီးဝင်ပြီးအလိုက်သိမ့်ရွေ့လျားနေသည်အသက်ရှူမိသလားမရှူမိသလားမသိနှလုံးသားတွင်အမြဲပိတ်လောင်ထားသောအလှတရားနှလုံးသားကိုတတိတိမွန်းနေသောအဆွဲအလန်းတို့ကခန္ဓာကိုယ်အားစောက်တီးရမဲ့စေသည်တည့်ရွက်ကလေးများလွင့်သွားသလိုဆဲလဲတံများကြားလိုက်ရသလိုကလေးငယ်တယောက်၏ရေတံကြားလိုက်ရသလိုဝင်းလက်ပြိုပြက်နေသည်စီးချက်အတိုင်းရွေ့လျားနေသောလက်ကလေးကနတ်မိမဲ့၏နှကမ်းပြားကိုတိုးထိမိသလိုအလင်းရောင်တန်းတချို့ဖြင့်တုတ်ပြန်စေသည်ဂျူလီယာလိုင်းသူနှုတ်ဖျားမှအလိုလိုထွက်လာသောစကားသူ့မျက်လုံးကိုဖြေးညင်းစွာဖွင့်ကြည့်လိုက်သည်ပြိုပြက်နေသောအလင်းရောင်ဆူဆူသူ့မျက်လုံးကိုရောင်ရမ်း၍ပြန်မိတ်မိသည်ဖြည်းဖြည်းဖွင့်မှကိုမင်းညိုနဘေးနာကတယောက်ဤစကားသို့တော့သူစိတ်ဆောစွာမျက်လုံးကိုပြန်ဖွင့်လိုက်သည်ဆူရှသောအလင်းရောင်ကသူ့ကိုဖုံးလွှမ်းနေ၏နောက်မှတဖြည်းဖြည်းတိုးဝင်လာသောပုံရိပ်များဘာမှမတဲခွဲအသေးအချာကြည့်မှသူ့ရှေ့နားမှာရှိနေသောမိမ့်မပြူဂျူလီယာလိုင်းမိမ့်မပြူကသူ့ကိုပြုံး၍ကြည့်နေသည်သူ့အိမ်မက်ထဲအမြဲမြင်နေရသောမျက်နှာလေးကြောက်လန့်တကြားအတန်ကုန်ချစ်អော်လိုက်မိသည်ဟုတ်တယ်အဲ့ဒါခမရဲ့ဂျူလီယာလိုင်းပဲကိုမင်းညိုစကားသံတချို့ကြားရသည်သူယူတယောက်လိုသူထပ်អော်မိသည်ဟုတ်သည်မှန်ပေသည်သူရှေ့တွင်ကြွေအတိပြီးသောမိမလတယောက်ဤပုံသူရုပ်ထုတစ်ခုသူဤခြေလက်များဘယ်ကိုဥတည်နေသည်မသိသူဤစိတ်ကလည်းခန္ဓာကိုယ်တွင်ရှိမနေရောက်ရပေါက်ရလွင့်ပြန်နေ၏သူမှားလားလူတွေကပဲမှားလားတဘာဝတရားကပဲမှားခိုင်းတာလားသူမဝေခွဲတတ်တော့သူ့မျက်လုံးပြန်မြင်ပြီးမှအကန်းလိုပြန်ဖြစ်နေမိသည်ကြည့်နေရတော့လဲဘာမှမမြင်အမောင်ထဲကျင့်သာရနေသောသူတယောက်အလင်းရောင်အောက်မှာလမ်းပြောင်နေသည်ဘယ်ကိုသွားရမှန်းလည်းမသိဘာလုပ်ရမှန်းလည်းမသိနောက်မှတတိယပြီးဟုတ်ပြီဂျူလီယာလိုင်းတို့အိမ်ကိုသွားရမယ်လမ်းမပေါ်ပြေးသွားပြီးကားတစ်စီးကိုတားလိုက်သည်ဘယ်သွားမလဲဆရာအင်းလျာကန်းကိုပြောရင်းနဲ့သူကားပေါ်တက်လိုက်သည်အင်းလျာလန်းဘယ်နေရာလဲဆရာသူရုတ်တရက်စဉ်းစားမရသူကိုယ်တိုင်လည်းအင်းလျာလန်းလောက်သာသိတာဘူးထို့ကြောင့်ကျွန်တော်လည်းမသိသေးဘူးဗျာအင်းလျာလန်းရောက်ရင်တော့ကျွန်တော်ဆက်ပြောပါမယ်အင်းလျာလန်းဆိုတာအကျယ်ကြီးနော်ဆရာရတယ်ကျွန်တော်သိတယ်ကားလေးကအလိုက်တဲ့မောင်းထွက်သွားသည်မြင်တွေ့နေကြမဟုတ်တော့ပတ်ဝန်းကျင်အစိမ်းများကသူ့ကိုဥဆောင်နေသည်မမြင်တွေ့ရတာကြာပြီဖြစ်သောပတ်ဝန်းကျင်ကတစိမ့်တတိတာအံ့ဩမှုကိုဖြစ်စေ၏ဘယ်ကဘလို့ရှုပ်ရှက်ခတ်နေမှမသိတော့လူထူထူကသူ့ကိုချွေးပြန်စေ၏ဒါအင်းလျာလမ်းပဲဆရာသူပြပြတလဲလိုက်ကြည့်မိသည်မမြင်ဘူးသောပတ်ဝန်းကျင်ကိုမျက်စိထဲရှုပ်ရှက်ခတ်နေ၏ဘယ်နားလဲဆရာပတ်ဝန်းကျင်ကိုသူလိုက်လံဝှေ့ကြည့်ပြီးကျွန်တော်လည်းမသိဘူးဗျာရှေ့ဆက်မောင်းပေးပါအောင်ခင်ဗျာကားဆရာကကားဘိန်းကိုလှိမ့်သည်သူပတ်ဝန်းကျင်ကိုပြူပြဲရှာနေမိသည်ဘာမှမမှတ်မိတော့ဘယ်ဆက်သွားရမလဲဆရာလမ်းကျိုးတွေကအများကြီးပဲနော်သူ့ခေါင်းထဲရှုပ်ရှက်ခတ်နေ၏ဘယ်လမ်းကနေဘလို့ချိုးကွေးခဲ့သည်ကိုမမှတ်မိတော့ဟိုကြည့်ဒီကြည့်နဲ့လမ်းကိုဘလို့ညွှန်ရမှန်းပဲမသိတော့နောက်မှတတိယပြီးလမ်းထိပ်သာပြန်မောင်းပေးပါဗျာခင်ဗျာလမ်းထိပ်သာပြန်မောင်းပေးပါဗျာကားဆရာကသူ့ကိုတန်းတော့ပြန်ကြည့်သည်ဟုတ်ကဲ့ပါဆရာလမ်းထိပ်ကိုသာပြန်မောင်းပေးပါဟုတ်ကဲ့လမ်းထိပ်ကိုပြန်မောင်းပေးပါမယ်ခင်ဗျာရောက်ပြီဆရာသူ့မျက်လုံးကိုမှိတ်လိုက်သည်ဟုတ်ပြီရှေ့တက်မောင်းကားဆရာကမောင်းပေး၏သူ့မျက်လုံးကိုမဖွင့်တော့ပါရှေ့နားဆက်သွားပေးပါဟုတ်ကဲ့ကားဆရာကပုံမှန်အချိန်ဖြင့်ဘိန်းကိုလှိမ့်သည်အဲ့ဒီရှေ့လမ်းမှာဘယ်ဘက်ချိုးပါကားဆရာကဝှေ့ကြည့်သည်နောက်တအံ့တော်ဖြင့်မျက်လုံးမိတ်ထားပြီးလမ်းရှိတာကိုဘလို့သိတယ်လဲဆရာသူဘာမှပြန်မပြောမိအရှိကိုနည်းနည်းဆက်သွားပြီးညာကွေ့ပါကားဆရာကသူပြောသည့်အတိုင်းလိုက်နာ၏သူ၏အာယုန်ထဲ၌ရဘူးသောရနံ့များဖြင့်ကြိုင်လိုက်နေသည်အရှိနည်းနည်းဆက်သွားပြီးပါကားဆရာကသူ့ညွန်ကြားချက်အတိုင်းလိုက်လုပ်ပေးသည်အဲ့ဒီမှာဘယ်ကိုကွေ့တဲ့လမ်းလေးတစ်လမ်းမရှိမယ်ဆရာဟာဆရာမျက်လုံးမိတ်ထားလျက်နဲ့တိလာနေလားကားဆရာတအံ့တော်ဆို၏ရှေ့နာနည်းနည်းဆက်သွားပြီးပါဘယ်ဘက်ကိုချိုးလိုက်အဲ့ဒီအိမ်မဲကားလေးကြွေကနေရက်သွားသည်သူမျက်လုံးဖွင့်ကြည့်တော့ရခင်ကပန်းရနက်များဖြင့်ကြိုင်လိုက်နေသောအိမ်ယခုတော့ဘာပန်းပင်မှမတွေ့ရသူဇဝေဇဝါနှင့်ကားပေါ်ကဆင်းလိုက်သည်အိမ်ကသူတို့ရခင်ထိုင်မှုသောဝရဏာနှင့်ပန်းကြံကလေးရှိသည်ယခုတော့ဝရဏာသာမြင်ရပြီးပန်းကြံကိုမမြင်ရတော့အိမ်ကမြေခွက်အလယ်မှာထီကြီးသူမျက်စိမမြင်တော့ငါပဲသူအာယုံတွေထွေပြားခဲ့တာလားသူမမှတ်မိတော့
ဘေးဘီအိမ်များဝေးကြည့်မိသည်ဟုတ်ပါတယ်ဒီအိမ်မှာပဲဝေခွဲမရနိုင်ခြင်းများနှင့်အိမ်နာသူကတ်လိုက်သည်ခြံဝတွင်အခန်းသင့်တွေ့သောဘဲကိုသူနှိပ်ချလိုက်သည်သူ့စိတ်ထဲတွင်ဦးစိုးကြီးပြေးထွက်လာမည်ဟုထင်နေမိသည်သို့တော့သူထင်သလိုမဟုတ်ခြံထဲမှမိန်းမကြီးတူပြေးထွက်လာ၍သူ့ကိုအံ့အားသင့်စေမိသည်ဘာကိစ္စလဲကွယ်ထိုမိန်းမကြီးကသူ့ကိုတိဟန်မတူထို့ကြောင့်ဟုတ်ကဲ့ကျွန်တော်ကမင်းညိုပါခင်ဗျာဒီအိမ်မှာနေတဲ့ဥပလိုင်နဲ့တွေ့ကျင်လို့ပါအမျိုးသမီးမျက်မှောင်ကျုပ်သွားသည်အိမ်မနေပြီထင်တယ်ဒီအိမ်မှာဥပလိုင်ဆိုတာမရှိဘူးခင်ဗျာအမျိုးသမီးကြီးစကားကြောင့်သူဦးကြောင်ကြောင်ဖြစ်သွားမိသည်နောက်မှတတိယပြီဟိုလေဂျူလီယာလိုင်တို့ဥပလိုင်တို့ဆိုတာကလူလေးမင်းအိမ်မနေပြီထင်တယ်ဒီအိမ်မှာလူမနေတာကြာပြီတော်တော်တို့ပြောင်းလာတာ1ရက်2ရက်ရှိသေးတယ်ဗျာသူ့ခေါင်းနဲ့ခြားခြားလဲကုန်၏ဒါလူမနေတဲ့အိမ်နဲ့လားဒါဆိုသူ့အမြင်အာရုံချို့တဲ့တုန်းကလာနေတာဒီလူမနေတဲ့အိမ်ကြီးကိုလားဥပလိုင်တို့ဂျူလီယာလိုင်တို့ဆိုတာကဘာလဲသူဘလို့မှမတွေးတတ်တော့စက်မေးရန်စကားလုံးရှာပြီးကြည့်လိုက်တော့ခုနကအတော်ကြီးလည်းမရှိတော့အိမ်ကြီးကတိတ်ဆိတ်စွာခြောက်ကပ်နေသည်သူ့အမြင်အာရုံမရှိခင်ကတွေ့ခဲ့ရတာဘာတွေလဲသူမစင်စားနိုင်ဂျူလီယာလိုင်ကရောဘယ်မှာလဲသူ့ခေါင်းထဲမေကွန်းများပြည့်ကျက်နေသည်ငှားလာသောကားတတိပေးမှသူအသက်ပြန်ဝင်လာသည်ကားစီပြန်လန်းလာသောခြေလမ်းတို့လေးလံနေ၏သူဤစိတ်တို့ခန္ဓာကိုယ်တွင်မရှိတော့ဘယ်ကိုမောင်းပြရမလဲဆရာမြို့ပြင်ကိုသာမောင်းပြခမညာအော်မြို့ပြင်မှာရှိတဲ့ကျွန်တော်အိမ်ကိုမောင်းပါလို့ပြောတာပါကားလေးကအချိန်မှန်စွာဖြင့်ပြေးထွက်လာပြန်သည်အတွေးပေါင်းစုံကခေါင်းထဲခြားခြားလဲနေသည်ဂျူလီယာလိုင်တွေ့ကျင်မြင်ကျင်လေးရဲ့နဲ့ပျောက်ဆုံးနေတဲ့ခဏဟာအကြံ့ကြာဆုံးပါပဲလောကကြီးကပဲအဖေမရှိချင်အောင်စောင့်တာလားလူတွေကပဲအဖေမညှိကျင်တော့တာလားပြောပါဂျူလီယာလိုင်ဒီလိုမှန်းသိရင်လူတွေရဲ့ဆေးဆိုးပန်းရိုက်မျက်နှာကိုမမြင်ရတာပိုပြီးတင့်တော်မနေဘူးလားကွယ်ရမ်းနာမပြေသေးတဲ့စစ်ပွဲတစ်ခုကပြန်လာရတယ်လို့ချုပ်ရိုးမဖြီရသေးတဲ့အနာဟောင်းတစ်ခုကိုတူးဆွနေရတယ်လို့ဘဝကနာရဲ့ကိုအရေးကိုလိုက်နင်းနေရင်နင်းလို့မမိပဲအလိုလိုပြေးလွှားခြင်းသာအဖက်တင်နေသောကလေးငယ်လိုကိုကခြေလမ်းပေါ်မှာရှိလိုက်ခြေလမ်းကကိုဥဆောင်သွားလိုက်နဲ့လုံးလဲချလဲလိုက်ခဲ့ပါပြီတခါတရံမှာလဲကျင်နာခြင်းဆိုတာနာကျင်ခြင်းအဖြစ်အသွင်ပြောင်းသွားတတ်တယ်ဂျူလီယာလိုင်ရဲ့ကျွန်တော်အခုနာကျင်နေပါပြီဖြစ်နိုင်ရင်ကျွန်တော်ရဲ့ခန္ဓာကိုယ်စိတ်တွေကိုစီးဆင်းနေတဲ့စမ်းချောင်းတွေကိုမျောပလိုက်ချင်ပါတယ်ကွယ်မျောပလိုက်ချင်ပါတယ်ရောက်ပါပြီခင်ဗျာဟိုးရှိချန်နဲ့ကွေ့ဝင်လိုက်ပါကားလေးကအလိုကျကွေ့ဝင်သွားသည်အင်ကြီးကကြီးသားပဲဗျဒရိုက်ဘာဤစကားတန်ကားလေးကချန်တဲ့အလိုက်တင်ချိုးဝင်လိုက်သည်ကားသမားလေးအားကြတဲ့ငွေချေပြီးကမန်းကရန်အိမ်ထဲလှမ်းဝင်လိုက်သည်အိမ်ကထင်ထားသည့်ထက်ပို၍မဲမောင်နေသလိုလှမ်းနေကြခြေလမ်းများဖြင့်မမာယွန်းအောင်လှမ်းနေမိသည်ဧကမ်းမှာသူနေ့စဉ်တီးခတ်နေသောစန္ဒယာကခန့်ခန့်ထဲထဲဟင်းဒါမဟုတ်သေးဘူးသူနေရာတစ်ခုစီခြေလမ်းပြင်လိုက်သည်စိတ်ကပဲလောနေ၍လာမသိခတ်တွတ်လှမ်းနေသောခြေလမ်းကပင်နှေးနေသည်အောင်အခန်းတစ်ခုရှိသူရက်လိုက်မိသည်အခန်းတွင်းဝင်ရနို့မဝင်ရနို့သူတွေဝေနေမိသည်နောက်မှအာတင်း၍အခန်းတကားကိုတွန်းဖွင့်လိုက်သည်အခန်းအတွင်း၌မှောင်နှင့်မဲဘာမှမတဲကွယ်မဝင့်မရဲစိတ်ဖြင့်သူနံရံ၌ရှိသောမိခလုတ်ကိုနှိပ်လိုက်သည်ရုပ်ချင်းလင်းသွားသောအလင်းရောင်သူမြင်နေရသည်ကဂျူလီယာလိုင်များပြားလာသောပုံတူရုပ်ထုများအရွယ်ဆုံးပုံစံအစုံရုပ်ထုများပြုံးနေသောပုံရဲနေသောပုံမဲ့နေသောပုံငိုနေသောပုံစံအစုံသောရုပ်ထုများထိုရုပ်ထုများကိုကြည့်၍သူကြက်တည်တင်နေမိသည်လူတစ်ယောက်တည်းဤပုံတူရုပ်ထုများဤမြတ်များပြားသည်ကိုသူကိုယ်တိုင်တစ်ခါမှမမြင်ခဲ့ဘူးဒါငါဖန်ဆင်းခဲ့တာလားသူကိုယ်သူပင်တန်တရားဖြစ်မိသည်အမြင်အာရုံမရခင်ကဤမြများပြားသောရုပ်ထုများသူပြုလုပ်နေခဲ့သည်ဟုထင်မိခဲ့သည်ဆွဲလန်းခြင်းကြောင့်ဖြစ်သောအလုပ်တစ်ခုကိုနေ့စဉ်မရက်မနာပြုလုပ်နေမိမှန်းတော့သူသိသည်သို့တော့ဤမြများပြားခဲ့လိမ့်မည်ဟုသူမထင်ယခုတော့သူ့ကိုအုပ်မိုးဝါမျိုးနေသောတယောက်သောသူဤပုံတူရုပ်ထုများသူ့မျက်လုံးကိုပြန်မှိတ်လိုက်သည်နောက်ဖြည်းဖြည်းချင်းလက်ကိုဆန့်တန်းလိုက်သည်သူဤလက်များကမျက်နှာတစ်ခုအပေါ်ဂျူလီယာလိုင်နုညံ့သောအထီးအတွေ့ပြုံးနေသလားဂျူလီယာလိုင်သူ့နှုတ်ခမ်းမှတူးတူးဖွားဖွားရေရွတ်မိသည်မှန်ပေသည်သူဤလက်နှင့်စမ်းနေမိသည့်အယုတ်ကပြုံးနေသောမျက်နှာသည်ထိုခဏ၌သူကဘာကြီးကိုခိတ္တမေ့မျောသွားပြန်သည်အပြုံးတုပေမဲ့စစ်မှန်သောမေတ္တာဖြင့်ခံယူပါရစေနှင်းစီရောင်တန်းတဲ့နှက်ခမ်းမလားမသေးကြပေမဲ့တတင်ကအထီးအတွေ့မှာပဲမူးမေ့နေသူပါလေရဟက်စီးရတယ်လို့လှိုက်ခနဲ့အတွေ့အထိကနေရာရွှေ့လိုက်တိုင်းရင်ထဲရောက်လာခဲ့ပြီဒီလောက်နဲ့တင်ကဘာကြီးငိမ့်ချမ်းရင်အေးမြတဲ့ကဘာကိုလမ်းထွက်ရှာနေဖို့လိုအပ်ပါတော့မလားလိပ်ပြဟာပန်းပင်ကိုလိုက်ရှာဖို့ဘလောက်လိုအပ်မှန်းမသိပေမဲ့မင်းရဲ့ပါးပင်ပေါ်ကိုလက်တရွေ့ကအချိန်စရာလိုအပ်တယ်ဂျူလီယာလိုင်
ဘဲကိုပဲတွားတွားဒီကိုပဲပြန်ရောက်နေတဲ့စိတ်ကစัจ java ရာအကြောင်းတွေးရင်တောင်ထားစရာနေရာမရှိတော့အောင်ပိုရှန်နေတဲ့မေတ္တာတရားကလိုက်ပါနေလေတယ်လေလက်ထဲမှာရှိနေတဲ့အယုတ်တယုတ်ကိုဘဲကလေးကမှလွှတ်ပစ်ထုတ်တာကိုမခံချင်ကြဘူးလေမင်းကကိုယ့်လက်ထဲကအယုတ်တယုတ်ပါဂျူလီယာလိုင်းဒါကြောင့်တခုပဲတောင်းဆိုပြရစီကွာဂျူလီယာလိုင်းရေငါနဲ့ဝေးမသွားပါနဲ့ကွာမျက်လုံးမှိတ်ထားရင်တစ်ချက်ချက်ကြားနေရတော့ခြေတံများသူ့အာယုံစိုက်နားထောင်နေလိုက်သည်ခြေလန်းလို့ရက်တန့်သွားသည်ဥအောင်ပြားဆရာသူ့မျက်လုံးကိုဖွင့်မကြည့်ဖြစ်သည်ပပူးရုပ်များအပြည့်ရှိသောအခန်းထဲတိတ်ဆိတ်နေသည်အတန်ကြာမှရင်ထဲ၌တိကျင်သောမေးခွန်းများပွင့်အံလာသည်ဒါဟာအဖြစ်မှန်လားစိတ်ကူးရင်လားဥအောင်အတန်တို့ပြန်လဲတိတ်ဆိတ်သွားသည်တစ်ဖက်မှသူ၏မေးခွန်းကိုအဖြေပေးရန်စိုးရွံ့နေဟန်ပြီးမှအဖြစ်မှန်ပါဆရာသူတက်ပြင်းချလိုက်မိသည်ထိုတက်ပြင်းနှင့်အတူသူလည်းအငွေ့ပြန်လို့လိုက်ပါသွားခြင်းသည်ဆရာအတွက်ပေးခဲ့တာလေးတွေရှိတယ်ဆရာစန္ဒယာခလုတ်ပေါ်ကြလူဆဲဆဲသူ့လက်တွေလေထဲမှာရက်တန့်သွား၏သူဥအောင်ကိုထူးဆန်းစွာပြန်ဝေးကြည့်မိသည်မမြင်တွေ့ရတာကြာပြီဖြစ်သောဥအောင်၏ရုပ်ပုံကအနှဲငယ်စိမ့်နေသည်အောင်သူ၏လက်ထဲတွင်စာရွက်စာတမ်းတချို့နှင့်အတန်ဖန်းဆက်ကလေးတစ်ခုသူတက်ပြင်းချမိသည်အရေးကြီးသလားဥအောင်ဟုတ်ကဲ့ဆိုပါတော့ဆရာသူခေါင်းချင်းပြလိုက်ပြီးမှဥအောင်ကသူ့အနာတိုးလာသည်ဥအောင်ပေးသောအရာများကိုသူလှမ်းယူလိုက်သည်စာရွက်စာတမ်းကိုကြည့်၍သူအံ့အားသင့်သွားသည်သွေးကင်ဆာယောဂတဲ့တယောက်၏နောက်ဆုံးသောစေစစ်ချက်မှတ်တမ်းများသူမ၏နောက်ဆုံးနေ့ရက်များသူ့ခေါင်းထဲခြားခြားလဲသွားသည်စာရွက်ကင်ထားသောလက်များအလိုလိုတုံရင်လာသည်နောက်စာရွက်စာတမ်းကိုဆွဲယူဖက်ကြည့်လိုက်သည်မြင်နေရတာတကယ်ရောဟုတ်ရဲ့လားသူတန်တရားဖြစ်နေမိသည်သူမြင်နေရတာကမျက်ကြည်လောအလူရှင်ဂျူလီယာလိုင်းနဲ့သူအယူတယောက်လိုအတန်ကုန်ချစ်၍အော်ငိုနေမိသည်သူထိုင်နေသည်လားမတ်တက်ရက်နေသည်လားသူကိုယ်တိုင်မသိတော့ခေါင်းထဲမှာလည်းမိုက်ခနဲဖြစ်ပြီးခွေလဲကျင်သွားမိသည်သူကိုယ်တိုင်လည်းဘယ်ကိုကြည့်လို့ကြည့်နေမှမသိတော့ထိုစဉ်ထက်မှန်ကြားရသောအတန်ကဟုတ်ပါတယ်ဆရာဆေးရုံတက်နေတုန်းဂျူလီယာလိုင်းရောက်နေတာလူနာလာဆောင်တာမဟုတ်ဘူးဆရာသူကိုယ်တိုင်ဆေးရုံတက်နေတာသူထက်မှန်၍ထက်ခါအတန်ကုန်ချစ်၍အော်ငိုနေမိသည်ဆေးရုံ၌အခန်းတစ်ခန်းထဲကတင်နှလုံးပေါ်ရှိနေသောလူနာနှစ်ယောက်တယောက်ကတယောက်ကိုလူကောင်းထင်နေသောမြင်ကွင်းတေမိနေ့ကိုစောင့်ရင်ချစ်သူအနာနေပေးသွားသောမိမပြူချစ်သူအတွက်ပေးအပ်ခဲ့သောအမြင်အာရုံမင်းညိုမခံစားနိုင်တော့ကျမ်းပြင်၌ဒူးထောက်ရင်အော်ငိုနေမိသည်သူ့တွင်အမြင်အာရုံရှိပါလျက်ဘာမှမမြင်ရတော့အကြားအာရုံရှိပါလျက်ဘာမှမကြားနိုင်တော့လောကကြီးသည်သူ့အတွက်ဝေဝါးနေသည်သူလူဖြစ်ပါလျက်လူအတိမရှိတော့ကိုမင်းညိုအတန်တွင်းဆက်မှတစ်ဆင့်ကြားနေရတော့မမေ့နိုင်တော့အတန်လေးဂျူလီယာလိုင်းမှာမှတ်မိလားတိုးတိုးဖွားဖွားရေတမ်းများမှတ်မိတယ်ဂျူလီယာလိုင်းမှတ်မိတယ်သူအတန်တိတ်ရေရွတ်နေမိသည်အခုလှရဲ့အတန်ကြားနေရတဲ့အချိန်မှာလှိုင်တော့ဟိုးဝေးကြီးကိုရောက်နေပြီထင်တယ်ဘလောက်ဝေးလဲသူမသိအကယ်၍သိနိုင်ရင်ဘလောက်ဝေးပြေးသွားခြင်းနေမိသည်လှိုင်တို့ရဲ့တွေးဆုံမှုဟာခဏတာဆိုပေမဲ့တဘဝစာအတွက်လုံလောက်ခဲ့ပါတယ်ကိုမင်းညိုရဲ့တဘဝစာအတွက်တည်းလားဂျူလီယာလိုင်းရဲ့ဘဝဆက်တိုင်းအတွက်လုံလောက်ခဲ့ပါတယ်လှိုင်ပြောပါတယ်ပျော်တယ်တဲ့လားဂျူလီယာလိုင်းဘာအတွက်ပျော်ခဲ့တာလဲကြည်စံပျော်ပါတယ်ဆိုတဲ့စကားမှာမမြင်မတွေ့ဘူးတာကြာပြီဖြစ်တဲ့မျက်ရည်တွေဘယ်ကဘလို့စီးကြနေခဲ့သည်မသိပါးပြင်မှာမျက်ရည်တွေနဲ့ပါလားဂျူလီယာလိုင်းရဲ့လှရဲ့နောက်ဆုံးအချိန်မှာအချစ်ကိုတွေးခဲ့တယ်ကိုမင်းညိုအချစ်တဲ့လားရိုးသားဖြူစင်မှုတို့လွှမ်းခြုံနေတဲ့အချစ်တဲ့လားဂျူလီယာလိုင်းဒါဆိုကျွန်တော်စီကျွင်းကြံခဲ့တာအချစ်လားဘဝဆိုတာအချစ်ရှိမှပုံမလေးနဲ့တယ်ဆိုတာလှန်ယုံကြည်ခဲ့ပါပြီနောက်ဆုံးခရီးနောက်ဆုံးခြံထားခြင်းမှုမရှိတော့သောလူတစ်ယောက်ရဲ့အတန်ဘသူ့ကိုလွှမ်းရမှာလဲဂျူလီယာလိုင်းဘသူ့ကိုတိုင်တယ်ပြီးပြောပြရမှာလဲမရက်တတ်နိုင်အောင်စီးကြနေတဲ့မျက်ရည်ကိုများလားအချစ်ဆိုတာရယူခြင်းလားပေးဆက်ခြင်းလားမသိပေမဲ့ဂျူလီယာလိုင်းအချစ်ဆိုတာတိုင်းတာလို့မရတဲ့အရာမှမဟုတ်တာဘလို့စံနှုန်းတွေပါတယ်ဆိုတာရှင်းပြပါအောင်ကွာလှိုင်ပြောပါတယ်ဘာကြောင့်ပြောတာလဲဂျူလီယာလိုင်းဘာကြောင့်ပြောတာလဲအဖိတ်စင်များတဲ့လောကကြီးတဲ့မျက်ရည်ဆိုတာငိုဖို့မဟုတ်ဘူးလို့ဆိုချင်တာလားကွယ်ကျွန်တော်မျက်ရည်ကျနေပြီလေလှိုင်မရှိတော့ပေမဲ့လောကကြီးရှိသေးတယ်အလွမ်းတွေရှိသေးတယ်ကျွန်တော်ရှိသေးတယ်ဂျူလီယာလိုင်းမင်းကိုလွမ်းနေတယ်ဟောဒီကမျက်ကန်းတယောက်ရှိနေပါသေးတယ်ကိုမင်းညိုမြင်နေရတာမှန်တယ်မြကျွန်တော်ဘာကိုမြင်ရမှာလဲဂျူလီယာလိုင်းမင်းမရှိတဲ့နောက်ငါဘာကိုမြင်ရမှာလဲပြောပါအောင်ဂျူလီယာလိုင်းလှိုင်မြင်နေရတယ်လေသူငိုကြွေးနေမိသည်ကျွန်တော်မြင်နေရသမျှလှိုင်မြင်နေရတာလားဗျာမျက်ကြည်လွာလူရှင်ဂျူလီယာလိုင်း
လှိုင်တဲ့ကိုမင်းညိုကမပေါင်းဆက်လိုက်ရတဲ့ဘဝပါဂျူလီယာလိုင်းအဲ့ဒီအတွက်ငါးမျက်ရည်တွေကိုကြည့်ပါဘာအတွက်ငိုနေတယ်လဲသိလားဂျူလီယာလိုင်းမပေါင်းဆက်ရတဲ့ဘဝမို့ပါလေနေရာတစ်ခုတည်းကိုအတူတူကြည့်နေမိပြီဒါကြောင့်ကိုမင်းညိုကြည့်နေသမျှလှိုင်မြင်နေရမှာပါမျက်ရည်ဆိုတာငိုဖို့တက်တက်လားငါရင်နဲ့မင်းစုပ်ကင်ထားတာပါဂျူလီယာလိုင်းငါမျက်ရည်တွေကိုမင်းရက်တန့်ပေးပါအောင်ကွာအဲ့ဒီအတွက်ကျေးဇူးတင်နေမှာပါကိုမင်းညိုကျွန်တော်ကိုကျေးဇူးတင်နေတာလားဂျူလီယာလိုင်းကျွန်တော်ဘသူ့ကိုကျေးဇူးပြန်တင်ရမှာလဲလောကကြီးကိုလားကံကြမ္မာကိုလားပြောပါအောင်ဂျူလီယာလိုင်းကိုမင်းညိုအသက်ရှင်နေသမျှအသက်ဆက်ရှင်ရမှာလားဂျူလီယာလိုင်းမတေကြတော့ပါဘူးကွာလှိုင်ကိုမင်းညိုနဲ့အတူရှိနေမှာပါသူအရာရာမှုံဝါးဝါမြင်နေရသည်သူမျက်ရည်ကိုအံ့ဩတကြီးပြန်ဆန်းကြည့်သည်မင်းငုံနေတာလားဂျူလီယာလိုင်းရှိုက်တန်တို့သာအရာရာမသေးခွဲတော့ဟို့မှာလဲခွင်းကြီးတွေ့လားအဲ့ဒီလဲခွင်းကြီးရဲ့အစုံမှာတော်တန်းလေးရှိတယ်ဂျူလီယာလိုင်းရဲ့သူတစုံတစ်ခုကိုစိတ်ရှည်လက်ရှည်ရှင်းပြနေသည်လဲခွင်းထဲကစပားပင်တွေစိမ့်မာရဲ့ဒါပေမဲ့ရိတ်သိမ်းခံကြလို့ထင်တယ်တချို့နေရာတွေကဝါနေပါပြီလေဒါပေမဲ့အစိမ်းတွေကြားတဲ့အဝါတွေကရိမ့်ထိုးနေတော့တိတ်လာတာပဲလိုင်းရဲ့ဟို့မှာကြည်စမ်းဗျိုင်းလေးတွေသူ့နှုတ်မှာစိတ်ပါလက်ပါရေရွတ်နေမိသည်ဗျိုင်းတွေကအများကြီးပဲလိုင်းရဲ့ဟောဗျိုင်းလေးနှစ်ကောင်ခွဲထွက်သွားပြီကိုမင်းညိုသူတို့ကချစ်သူတွေထင်တယ်နော်လိုင်းထိုးထိုးဖွားဖွားရေတန်ကြားရ၏မရေနဲ့လိုင်းရဲ့သူတို့ကတကယ်ချစ်သူတွေဖြစ်မှာဟို့တော်တန်းလေးကိုကြည်စမ်းကျွဲအုပ်တအုပ်ဖြတ်သွားတာကျွဲပေါ်မှာကလေးပူးစီလေးတက်သွားတာကတောက်တက်လေးကတ်နေသလိုပဲကျေပြန့်သောကွင်းမြင့်ကြီးတစ်ခုကိုငေး၍စကားများပြောနေသောသူတယောက်ဗျိုင်းလေးနှစ်ကောင်တောဆက်ကတစ်ပင်ပေါ်နားနေပြီသူတို့ကတိတ်ချစ်ကြတယ်ထင်တယ်ကျွန်တော်တို့လိုပေါ့သူ့အတန်ကအနှဲငယ်တုံရင်သွားသည်သို့တော့သူဤမျက်လုံးများကမျောလင်းချက်တို့ဖြင့်တောက်ပနေသည်နဘေးနားမှာဘသူမှမရှိတယောက်တည်းသို့တော့သူ့အနားတွင်အပြုံးပန်းတွေပွင့်နေ၏သူကပြုံးရည်ရင်တီတိုးဆိုလိုက်သည်လှိုင်ပျော်ရက်လာရင်လေပြေကအေလီယက်ဂျူလီယာလိုင်းလောကဓမ္မကိုအလုံးစုံနားမလဲပေမဲ့လူတွေရဲ့ချစ်ချင်းတရားကိုတော့သိခဲ့ရပါပြီလူဆိုတာတီးခြားနေတတ်တဲ့တဝါတွေမှမဟုတ်ပဲဂျူလီယာလိုင်းပတ်ဝန်းကျင်ရှိတယ်အချစ်ရှိတယ်အေးများတဲ့မေတ္တာတရားတွေလည်းရှိတယ်ပူလောင်တဲ့ရယူလိုမှုတွေလည်းရှိတယ်အတုံးအလဲ့များတဲ့လောကကြီးမှာတဘာဝရဲ့အကောင်းဆုံးလက်စားချေနည်းကကွေကွင်းချင်းမှာပဲအားလုံးကလောကခီးတွေပဲလို့ဆိုပြီးကွေကွင်းချင်းဆိုတဲ့တူတာတွေစိုက်ထူထားတာကဘာဦးတဲကပဲမဟုတ်လားအရဲစွန့်ပြီးလွှင့်ပစ်တာမဟုတ်ပဲသူ့အလိုလိုလွင့်ပြန်သွားကြတာဒီခီးမှမနှဲလာပါဘူးကွာတယောက်နဲ့တယောက်တွေ့ဆုံစီပြီးတန်ရောစင်ကျိုးတွေနဲ့ရုံးမရအောင်ချီနှောင်ပြီးမှဘယ်သူမှမသိခင်ဖျက်တောက်ပစ်တာကလည်းသူတို့ရဲ့ရက်ဆက်မှုပါပဲအပြန်အလှန်ချစ်မိလို့လှောင်ကြိုက်တဲ့ဝင်နေရင်တောင်လှောင်ကြိုက်တကားကိုဖျက်ဆီးပစ်တာလဲသူတို့ပါပဲလွမ်းဆွေးခြင်းဆိုတာဘယ်မှာလုံခြုံလို့လဲဂျူလီယာလိုင်းဘယ်တော့မှညီမျှချင်းချလို့မရတဲ့လူတွေဖြစ်နေကြတာကိုလေအရှုံးကိုပိုက်ပြီးအားငယ်လာသူကိုပြုံးလာသည့်အထိဖေးကူချင်ကြပါရဲ့ဘယ်သူချစ်ခိုင်းလို့လဲဆိုတဲ့မေးခွန်းကိုတောင်မဖြေနိုင်တာလောကဓမ္မတာခြေရင်ဝစ်စင်းနေရတာမဆမ်းပါဘူးလေတိတ်တော့မဆမ်းပါဘူးဘဝဆိုတာလက်တွဲရတော့မှအင်အားရှိဆုံးပါအခုတို့ဘဝတွေလက်တွဲခဲ့ရပြီဂျူလီယာလိုင်းဒါပေမဲ့ငါတို့လက်တွေဟာလေဟာနယ်ထဲမှာပဲစုပ်ကင်ထားမိရဲ့အပြစ်မမြင်တော့ပါဘူးဂျူလီယာလိုင်းချစ်ချင်းတရားအတွက်လောကရန်ဆိုတာချုံမြိန်ပါတယ်အပြစ်လဲကင်းပါတယ်လေဒါကြောင့်မင်းအတွက်ကပြတပုတ်ဆက်ဆိုပြရစီကျွန်တော်ရဲ့ချစ်ချင်းအပြစ်ကင်းတဲ့မို့အပြစ်ကင်းတဲ့ချစ်ချင်းလင်ငါပါပဲချစ်ရတဲ့ဂျူလီယာလိုင်း